မြတ်စွာဘုရားရဲ့အကြောင်းသိပင်လေနေရာတိုင်းမှတ်တမ်းတင်ထားတာမရှိဘူးသို့တော်မြတ်စွာဘုရားဟောတဲ့တရားတွေကိုလွတ်မသွားအောင်တရားတွေကိုသာလဲဦးစားပေးပြီးတော့မှတ်တမ်းတင်ခဲ့ကြတယ်ဒါလည်းတနည်းအားဖြင့်ကျေးဇူးတင်စရာအလွန်ကောင်းတယ်အနိုးဆိုရင်အဆုံးအမတရားတော်ကနည်းနည်း story တွေကများနေမှာဖြစ်လိမ့်မယ်ပေါ့အခုတော့ story ဆိုတဲ့အကြောင်းအရာထုတ်ပတ်တိကအနည်းငယ်သာပါပြီးတော့ပြောဆိုခဲ့တဲ့အဆုံးအမစကားတွေကပို့ပြီးတော့ပြည့်စုံတယ်အဲ့ဒါကျေးဇူးတင်စရာကောင်းတယ်ကျေးဇူးတင်စရာကောင်းတယ်ပညာရက်တွေများစွာဉာဏ်ရစ်တယ်ပေါ့သို့တော်များစွာဉာဏ်ရစ်တော့လည်းပဲဘုရားဟောသမျှတရားတွေအလုံးကိုမှတ်တမ်းတင်နိုင်သလားလို့ဆိုမတင်နိုင်ပါဘူးအချို့ဝက်လောက်သာမှတ်တမ်းတင်တယ်မြတ်စွာဘုရားဟောသမျှတွေလည်းအကုန်လုံးမှတ်တမ်းတင်တာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအကုန်လုံးသိသမျှကိုအကုန်ဟောတာလားဆိုမဟုတ်ဘူးဟောတဲ့ဟောတိုက်တာတော့ပဲဟောတယ်အကုန်ဟောတာမဟုတ်ဘူးသို့တော့သစ္စာလေးပါးမဂ္ဂင်၈ပါးနိဗ္ဗာန်ရဖို့လမ်းကြောင်းကတော့ပြည့်ပြည့်စုံအောင်ဟောခဲ့တာဖြမစရိယာလို့ဆိုရဒီအကျင့်ကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လောက်အောင်ကတော့အကျင့်လမ်းစဉ်ကတော့ပြည့်ပြည့်ဝအောင်ဟောခဲ့တာဖြစ်တယ်တချို့အကြောင်းအရာတွေကမြတ်စွာဘုရားကမဟောခဲ့ဘူးအကြောင်းတိုက်ဆိုင်မှသာဟောတာအကြောင်းတိုက်ဆိုင်မှုမရှိမဟောဘူးမြတ်စွာဘုရားဘာလို့တော့ဆိုရင်ဟောမယ်ဆိုလို့ရှိရင်လည်းမေးတဲ့လူတွေကအမျိုးကြီးမှာစัจ java လာပဲဆိုတာဘယ်နှခုရှိသလဲလူတွေကဘယ်ဘဝကစလာကြတာတော့ဒီလောကကြီးရဲ့အစအဘာတော့ဆိုပြီးတော့ဒီလိုမေးကြမဲ့လူတွေကအစသူ့နွားပြောက်သွားလို့တို့နော်လက်စွပ်ပြောက်သွားလို့တို့လာမေးတဲ့လူတွေကလည်းအများကြီးနေမှာပဲအဲ့လိုဟာမျိုးတွေနဲ့ဖြစ်နေမှာပေါ့နော်ကြာရင်ဘေးရင်ဆရာဖြစ်သွားလိမ့်အဲ့ဒါကြောင့်မို့အဲ့ဒါမျိုးတွေမဟုတ်ဘူးသို့တော့မြတ်စွာဘုရား cosmology လို့ခေါ်တယ်စัจ java လာအကြောင်းကိုတော့ကြောင်းတိုက်ဆိုင်လာတဲ့အခါမှာတော့ဟောပေးတာလေးတွေရှိတယ်စိတ်ဝင်စားစရာလေးပေါ့ကြောင်းတိုက်ဆိုင်လာရင်မြတ်စွာဘုရားဟောပေးမြတ်စွာဘုရားဟောတဲ့ cosmology စัจ java လာနဲ့ပတ်သက်တဲ့ဟောပြောချက်ကသုလနိကာလောကဓာတုတုတ်တို့အင်္ဂုတ္တပါဠိတော်မှာရှိတယ်မြတ်စွာဘုရားကစัจ java လာစက္ကဝါလဆိုတဲ့စကားလုံးကိုအသုံးမပြုခဲ့ဘူးအဲ့ဒီချိန်တော့လောကဓာတုဆိုတဲ့စကားလုံးကိုပဲအသုံးပြုပြီးတော့ဟောတာနော်လောကဓာတုဆိုတဲ့စကားလုံးကိုအသုံးပြုစက္ကဝါလဆိုတဲ့စကားလုံးကတော်တော်လေးနောက်ကျမှပိဋကစာပေထဲမှာရောက်လာတဲ့စကားလုံးလို့ဒီလိုယူဆရတယ်ဒီစကားဆိုတာတဖြည်းဖြည်းဝင်လာတာလေ living language တို့ရဲ့ထုံးစံတိုင်းလူတွေကပြောနေရရင်ထွင်းပြီးတော့ဝင်လာတာစကားတွေဆိုတာရပ်နာမှာမဟုတ်တာ that language ဆိုတာကြတော့ပြောတဲ့လူမရှိတော့ဘူးဆိုရင်သေသွားတဲ့ဘာသာစကားတစ်ခုပါဠိစာပေကိုနောက်တိုင်းကလူတွေက that language တို့ပြောကြတယ် Latin စကားလည်း that language ပဲနော်အဲ့ဒီဘာသာစကားတွေကခဏပြောတဲ့လူတွေမရှိတော့သူကရှင်သန်မနေဘူးပေါ့ရှားဆိုင်သွားပြီဆိုတဲ့အဓိပ္ပာယ်သေသွားပြီလို့တော့ပြောတာတော့မဟုတ်ဘူးရဆိုင်နေသွားပြီဒီဘာသာစကားကအသုံးမရှိတော့ဘူးရဆိုင်သွားပြီ dead language တို့သုံးတယ် living language ဆိုတဲ့ဟာကျတော့ရှင်သန်နေတဲ့ဘာသာစကားဗမာလူမျိုးတွေကဗမာစကားတွေပြောနေတော့ရှင်သန်နေတာရှင်သန်နေသည်လို့ဗကံမိခိတ်ကပြောတဲ့စကားသံနေနဲ့ခဏပြောတဲ့စကားသံတွေကကွဲပြားခြားနားဘာလို့ဆိုရှင်သန်နေတာရှင်သန်နေတဲ့သဘာဝရဲ့အဓိပ္ပာယ်ပဲဒီတလုံးကိုဒီတလုံးတိုင်းဆွဲဆွဲမြဲမြဲပြောနေလို့ရှိရင်တော့ရှင်သန်တယ်လို့ပြောလို့ရမှာမဟုတ်ဘူးနော်ရှင်သန်နေတယ်ဆိုတာစကားလုံးတွေကတွီထင်ပြီးတော့ပြောနေကြမှာပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကပထမဆုံးစัจ java လာအကြောင်းကိုဟောတဲ့အခါမှာလောကဓာတုဆိုစကားလုံးကိုအသုံးပြုပြီးတော့ဟောခဲ့တယ်အဲ့ဒီမှာဘာကြောင့်ဟောတာတော့လို့ဆိုတော့အမေးရှိလို့ဟောတာတကယ်ကတော့ဒီ cosmology ကိုမြတ်စွာဘုရားနိဗ္ဗာန်ရဖို့အတွက်ဘာမှပတ်သက်တာမဟုတ်သည့်အတွက်ကြောင့်ဟောလို့ရင်မဟုတ်ဘူးရှင်အာနန္ဒာက
အရုဏဝတီသုတ်တံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာမြတ်စွာဘုရားကအရုဏဝတီသုတ်တံမှာဝိတ္တပုမြတ်စွာဘုရားရဲ့တပည့်ယဟန်တော်တစ်ပါးအဲ့ဒီယဟန်တော်တစ်ပါးဟာသူကမြတ်စွာဘုရားရဲ့တိုက်တွန်းချက်အရာကောင်းကင်ယံကိုတက်ပြီးတော့တဘာပေါက်ဝင်စားပြီးတဲ့အခါမှာစัจ java လာကြားအောင်စัจ java လာတိုက်တည်ကြားအောင်သူကမြတ်စွာဘုရားဟောတဲ့ဂါထာလေးတစ်ပုဒ်ကိုကောင်းကင်ယံကနေရွတ်တယ်ယောဣမတ္တမိဓမ္မဝိနည်းအပ္ပမတ္တောဝိဟတတိပဟာယဇာတိတန္တရံဒုက္ခတန္တံဂရိတတိဓမ္မဝိနည်းဆိုတဲ့သာသနာတော်မှာတဲ့ကျိုးကျိုးဆာဆာနေမယ်ဆိုလို့ရှိရင်အထက်ထပ်မွေးဖွားပြီးတော့တန်တရားလဲရတဲ့တန်တရားကိုဆင်းရဲကနေပြီးတော့ဒီဒုက္ခကြီးကိုအဆုံးသတ်နိုင်မှာဖြစ်တယ်တန်တရားလဲရတဲ့ဒုက္ခကြီးကိုအဆုံးသတ်နိုင်မှာဖြစ်တယ်လို့ဒီအိဗယ်ပါတဲ့ခါထားလေးကိုဟောအဲ့တော့စัจ java လာ1000ကကြားအောင်သူကစัจ java လာ1000ကကြားအောင်ဒီမြတ်စွာဘုရားရဲ့ဝိတ္တပုမြတ်စွာဘုရားရဲ့တပည့်ကဒီလိုစွန့်နိုင်တယ်လို့ဆိုတော့ရှင်အာနန္ဒာကသိကျင်တာအရှင်ဘုရားတဲ့သူက1000ကြားအောင်ပြောနိုင်တယ်မြတ်စွာဘုရားကဘယ်လောက်ကြားအောင်ပြောနိုင်တော့ဗျာဆိုတော့မြတ်စွာဘုရားကအာနန္ဒာသူကတာဝကငါကဗုဒ္ဓတူတာမှတ်လို့ပထမမပြောဘူးအဲ့တိုင်းပဲပြောတယ်နော်ဟိုကတာဝကပဲငါဗုဒ္ဓအဲ့ဒါကိုသိကျင်တော့ရှင်အာနန္ဒာကပ်မေးတဲ့အခါကျတော့မြတ်စွာဘုရားမိစัจ java လာ3မျိုးအကြောင်းကိုကြားဘူးလားဆိုပြီးတော့ဟောတော်မူပါဗျာဆိုတော့အဲ့ကြတော့မှဟောစัจ java လာအကြောင်း3နော်စัจ java လာတွေဖွဲ့စည်းပုံကိုပြောလိုက်တာစัจ java လာဂရေတသိန်းအကြောင်းထီအောင်စัจ java လာ1000ကနေပြီးဂရေတသိန်းထီအောင်မြတ်စွာဘုရားအဲ့ဒီဂရေတသိန်းသောစัจ java လာတိတဟတိမဟာတဟတိလောကဓာတုလို့ဆိုရယ်လောကဓာတ်ကိုမြတ်စွာဘုရားဟာအတန်နဲ့လောကလူသားတွေအလုံးကြားအောင်ပြောနိုင်တယ်တဲ့ဘယ်ပုံကြားအောင်လုပ်တယ်လဲလူတွေဆိုတာလေဒီစัจ java လာဆိုတာအချိန်ချင်းလဲတူချင်မှတူမအောင်အိတ်တဲ့လူကအိတ်နေမှာလေရှိမှာနော်အိတ်တဲ့စัจ java လာအိတ်နေမှာနေလေဖြစ်နေတဲ့စัจ java လာနေလေညဖြစ်တဲ့စัจ java လာညမတူညီတဲ့အနေအထားမျိုးတွေရှိကြအဲ့ဒီအချိန်မှာအာလုံးတတိမူမိအောင်မြတ်စွာဘုရားမလုပ်လိုက်တော့ဆိုမျက်ခုံးမှာရှိတဲ့မျက်ခုံးမွေးတော့မို့ဆန်းတော်မှာရှိတဲ့ဆံမဲမြို့သောရောင်ခြည်တော်ကိုလွတ်ပြီးတော့လောကကြီးတစ်ခုလုံးကိုအမှောင်ချလိုက်တယ်လင်းနေတဲ့အချိန်မှာအမှောင်ချပြစ်လိုက်တဲ့အခါကျတော့အားလုံးကကြီးမားတဲ့အမှောင်တူကြီးကိုမြင်ပြီးကြောက်လန့်တကြားဖြစ်သွားနော်လင်းနေရကမှောင်သွားတယ်လို့သူဆိုမှောင်တဲ့နေရာလဲပိုးမှောင်သွားတယ်ဆိုဘာဖြစ်တာပါလဲဆိုလူတွေဟာလှုပ်လှုပ်ရွရွလှိုးထလာတဲ့အချိန်လေးမှာအုံနှလုံးမွေးညင်းဆိုတဲ့မြတ်စွာဘုရားရဲ့လက်ရရည်ခွေပြီးတော့နေတဲ့မွေးညင်းလေးမျက်ခုံးတစ်ခုကြားမှာရှိတဲ့အုံနှလုံးမွေးညင်းကဖွေးဖွေးလှုပ်နေတဲ့ဩရတရောင်ခြည်တော်ကိုလွတ်လိုက်အခါမှာအမှောင်တူကြီးကပျောက်ကွယ်သွားပြီဖွေးလက်သွားတယ်အဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားဒီတရားကိုဟောလိုက်တာအဲ့ဒီနီးနဲ့ဒီစัจ java လာမှာရှိတဲ့တရားတွေအားလုံးကြားအောင်လို့မြတ်စွာဘုရားကအတန်ပြုခဲ့တယ်လို့အဲ့ဒီလိုရှင်အနန္ဒာရဲ့မေးလျောက်မှုကြောင့် cosmology ဆိုတဲ့စัจ java လာအကြောင်းကိုဟောတာအရင်ကဟောထားဘူးတဲ့ပြည့်ပြည့်စုံစုံကတော့နော်သုရဏိကလောကဓာတုသုတ်ဆိုတာရှိတယ်အဲ့တော့အခုကဒါပြောလို့ရင်မဟုတ်ဘူးမြ
မြတ်စွာဘုရားမဟောတာတွေအများကြီးရှိတဲ့အကြောင်းနော်ဟောတာတွေလည်းရှိတဲ့အကြောင်းအဲ့ဒါလို့မြတ်စွာဘုရားဟောသမျှတရားတော်တွေကိုအကုန်လုံးမှတ်တမ်းတင်နိုင်တာမဟုတ်ဘူးဟောတာကလည်းအလွန်နည်းတယ်အကျိုးရှိတဲ့အခါအကြောင်းတိုက်ဆိုင်လာမှဟောတာဖြစ်လို့အဲ့ဒီတရားတော်တွေကိုမှတ်တမ်းတင်ပြီးတော့ထားတာအခုအဲ့ဒီမှတ်တမ်းတင်ထားတဲ့ထဲမှာမြတ်စွာဘုရားတရားကိုသာလည်းမှတ်တမ်းတင်တာမဟုတ်ဘဲနဲ့အခုလိုယန္တာပုဂ္ဂိုလ်တွေဟောသွားတဲ့မှတ်သားလိုက်တဲ့တရားတွေနတ်တွေပြမာတွေလျှောက်ကြားသွားတဲ့မှတ်သားလိုက်တဲ့တရားနဲ့ပတ်သက်တဲ့စကားတွေဒါတွေအလုံးကိုမှတ်တမ်းတင်ထားမှတ်တမ်းတင်ထားတဲ့ထဲမှာအခုထေရဂါထာဆိုတဲ့ကျမ်းကမထေရမြတ်တို့ရဲ့အမတ်တရားစကားများဆိုတာမှတ်တမ်းလုပ်ထားတော့ဘုန်းကြီးတို့တွေအခုကြားနာခွင့်ရတယ်အဲ့တော့ကင်္ခာယေဝရဆိုတဲ့ကိုတော့မှတ်တမ်းတင်တဲ့အခါမှာအတ္တဂရာတွေကသူဟာဘယ်မျိုးသားလဲလို့ဆိုရင်တာဝတိမျိုးသားတဲ့တာဝတိမျိုးတဲ့ကပတ်စံချမ်းသာတဲ့မျိုးရိုးတဲ့ကနေပြီးတော့လူဖြစ်လာတဲ့ပုဂ္ဂိုလ်စေတော်အကြောင်းမြတ်စွာဘုရားကြွရောက်သတင်းသုံးတဲ့အချိန်မှာတာဝတိမျိုးသူမျိုးသားတွေကမြတ်စွာဘုရားစီသွားပြီးတရားနာကြတယ်အဲ့ဒီတရားနာတဲ့တရားနာပရိသတ်ထဲမှာသူပါသွားတယ်ပါသွားပြီးတရားနာလို့သူဟာကြီးညိုတရာပွားပြီးတော့လူဘဝကခွာရှောင်ပြီးတော့ယဟန်ပေါင်ဝတ်သွားတယ်လို့ဒါအထက်ကရာတွေမှာဒီလိုဆိုတယ်သို့တော့ကွဲလွဲချက်ကဘာဖြစ်လဲကွဲလွဲချက်တွေရှိလာဗျာမှတ်တမ်းတင်တာကွဲလွဲမှုရှိလာအပဋ္ဌာနာဆိုရယ်ပါဠိတော်ကသူကိုယ်တိုင်ပြန်ပြောတဲ့ autobiography ပုံစံမျိုးနဲ့သူကိုယ်တိုင်ပြန်ပြောတဲ့စကားဟာအဲ့ဒါလေးကိုမှတ်တမ်းယူကြည့်သူကိုယ်တိုင်ပြန်ပြောတာကြတော့တာဝတိမျိုးကမဟုတ်ဘူးအဲ့တော့သူကိုယ်တိုင်ပြောတာကိုပဲပုံပြီးတော့မှတ်တမ်းတင်ရမှာဖြစ်တယ်ပေါ့အထက်ကရာပြောတာကိုမေ့ထားလိုက်တော့နော်တာဝတိမျိုးသားဆိုတာမေ့ထားလိုက်ပြီသူကိုယ်တိုင်ပြောတဲ့အတိုင်းမှတ်ကြည့်အောင်သူဟာဘယ်မျိုးသားလဲဘယ်သူလဲဆိုတာကိုအပ္ပဒံပါဠိတော်မှာသူကဘယ်လိုပြောတော့ပစ္စည်းမေစဘဝေဓာနိနောက်ဆုံးဘဝသူရောက်လာသူရဲ့နောက်ဆုံးဘဝဆိုတာဘယ်ကနေစပြီးသူလူလောကထဲမှာထင်ရှားလာတော့ဆိုဒီကဘာကနေပြန်ရည်တွက်လိုက်လို့ရှင်ကဘာတသိန်းဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားဆိုပွင့်ခဲ့တယ်အဲ့ဒီဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာဘုရားနဲ့တွေ့ဆုံပြီးကြီးညိုသရာပွားပြီးကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်အဲ့ဒီကနေပြီးကုသိုလ်တွေလုပ်လို့ဘဝတန်တရားဆက်ဆက်တန်တရားလဲခဲ့ပြီးတော့အခုနောက်ဆုံးဘဝလို့ဆိုတဲ့အချိန်မှာဂေါတမမြတ်စွာဘုရားပွင့်တဲ့အချိန်ပေါ့သူ့ရဲ့နောက်ဆုံးဘဝမှာဒီမှာလူလာဖြစ်တယ်လို့ပြောတာပစ္စည်းမေစဘဝေဓာနိယခုနောက်ဆုံးဘဝမှာတော့တဲ့ဇာတောဟံကောလိယပုရိကောလိယမျိုးမှာသူမွေးခဲ့ပါတယ်လို့ဆိုတယ်ကောလိယဆိုတာတာကိယနဲ့ကောလိယနှစ်ခုရှိတယ်တက္ကတိုင်းမှာတာကိယနဲ့ကောလိယမြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေကောလိယဆိုတာမေတော်အမျိုးတာကိယဆိုတာခမည်းတော်အမျိုးအဲ့ဒီမိဖက်ဖဖက်အမျိုးတွေကအမေဘက်ကအမျိုးကောလိယမြို့မှာသူဟာမွေးဖွားခဲ့သူဖြစ်တယ်ဆိုတော့ကောလိယမှာဆိုရင်တော့သူကမင်းမျိုးအနေနဲ့မွေးဖွားခဲ့သူလို့သူတို့ဆိုမင်းမျိုးဖြစ်ခဲ့တယ်ဒါကြောင့်မို့သူကပြန်ပြောတယ်ခတ္တိယေကုလတံပန်နေဖိတေအိဋ္ဌိမဟာတနေသူနောက်ဆုံးဘဝမှာကောလိယမင်းမျိုးမှာသူမွေးခဲ့တာတဲ့ဖိတေအိဋ္ဌိမဟာတနေအဲ့ဒီအချိန်မှာတာယာဝါပြောတယ်အလုံးပြည့်စုံတယ်စီးပွားဥစ္စာတိုးတက်စီးပွားဥစ္စာဘလောက်တိုးတက်တယ်ဆိုတာကိုစဉ်းစားကြည့်အဲ့ဒီခေတ်ကချမ်းသာပုံကတစ်မျိုးတော့ခုခေတ်လိုတော့ကာကြီးတွေတော့စီးနိုင်မှုပေါ့ရှိမှမရှိတာတိမ်များလည်းမရှိသို့တော့သူတို့ချမ်းသာကြွယ်ဝမှုကလူတမချမ်းသာကြွယ်ဝမြတ်စွာဘုရားရဲ့ဖခင်ကြီးတော်
သုတ္တရဏမင်းကြီးအိမ်မှာဆိုရင်အလုသမားတွေကိုနေ့စဉ်တလေးတံပေါက်ထမင်းနဲ့ကျွေးတာတဲ့အဲ့ဒါသာစဉ်းစားကြည့်ဒီပြင်အိမ်နေမှာဆိုရင်စကွဲထမင်းနဲ့ပအုံးရည်ဟင်းလေးနဲ့ပဲကျွေးတယ်ဒီဘုရားရဲ့ရသော်ဘုရားရဲ့အလောင်းတော်တို့ရဲ့အိမ်မှာဆိုလို့ရှိရင်နော်ကောင်းပြီဆိုတဲ့အစားအစာတွေကျွေးတယ်လို့သူတို့ဆိုတယ်ဒါချမ်းသာလို့ကျွေးတာနော်ချမ်းသာကြွယ်ဝမှုရှိကြတယ်အဲ့တော့ဒါကြောင့်လို့သူကပြောတာခတ္တိရေကုလတံပန်နေတကယ်ကိုဆွေကြီးမျိုးကြီးမင်းစိုးရာစာမျိုးတွေမှာတဲ့ဖီတီဟောပြောတယ်သားရတယ်အိတ်တီပြည့်စုံတယ်မဟာတဏီဥစ္စာဒနာကြွယ်ဝချမ်းသာတယ်ဆိုတဲ့အမျိုးမှာသူဟာလူဖြစ်ခဲ့တာပါလို့ဒါသူ့ဘဝသူပြန်ပြောပြတဲ့စကားပဲအဲ့ဒါလို့ပြောပြီးသူဆက်ပြောတာယထာကပိလဝဋ္ထုသမိဗုဒ္ဓောဓမ္မမထေတယိမြတ်စွာဘုရားဟာကပိလဝမြို့ကိုကြွလာတာပရမကျိန်ကြွတာရှိတယ်ပရမကျိန်ကြွတာဆိုလို့ရှိရင်ဘုရားဖြစ်ပြီးတဲ့နောက်တစ်နှစ်အကြာတစ်နှစ်ကြာတပေါင်းလာပြီမှာတပေါင်းလာပြီးတော့တဲကနေစပြီးခရီးထွက်ပြီးစုံလာပြီးမှရောက်သွားတာအဲ့ဒါပထမအချိန်ကြွတာနောက်ကြွတဲ့အချိန်တွေလည်းရှိသေးတယ်ဘယ်အချိန်ရင်လို့တော့မသိဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကပိလဝမြို့ကိုကြွလာတဲ့အခါမှာတဲ့တရားဓမ္မကိုဟောပြောခဲ့တယ်ဆွေတော်မျိုးတော်တွေကိုတရားဟောတယ်နော်ယထာကပိလဝဋ္ထုသမိဗုဒ္ဓောဓမ္မမထေတယိမြတ်စွာဘုရားဟာကပိလဝမြို့မှာတရားဟောခဲ့တယ်တဲ့တဒါပတံနောတုကတိပပ္ပစိအနာကာရိယအဲ့ဒီမှာတာဂုမင်းသားတွေကောလိယမင်းသားတွေဟာမြတ်စွာဘုရားပေါ်မှာကြီးညိုပြီးတော့ယဟန်ဝကြတာအများကြီးပဲအဲ့ဒါလို့ယဟန်ဝကြတဲ့အထက်မှာသူလည်းအဲ့ဒီထဲမှာပါဝင်ပြီးတော့အဲ့ဒီတော့ကယဟန်ဝခဲ့တယ်ဘုရားတရားနာရတဲ့အခါမှာကြီးညိုသရာပွားပြီးတော့တောထွက်နော်တောထွက်ပြီးသာသနာ့ဘောင်ဝင်လိုက်တယ်ပေါ့သာသနာ့ဘောင်ရောက်လာတဲ့အခါမှာသူ့ရဲ့စိတ်နေသဘောထားအားလျော်စွာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဝိနိသိက္ခာပုဒ်ပြညတ်ထားတာရှိတယ်အဲ့ဒီပြညတ်ချက်တွေနဲ့ပတ်သက်ပြီးတော့လုတ်ကောင်းလားမလုတ်ကောင်းလားဆိုတဲ့အပေါ်မှာတန်တရားသူများတဲ့ချီးတဲ့ပုဂ္ဂိုလ်ဖြစ်လာတန်တရားချီးတဲ့ပုဂ္ဂိုလ်ဖြစ်လို့သူကအမြဲတမ်းတန်တရားအားကြီးတဲ့ပုဂ္ဂိုလ်လူဆိုတာတယောက်နဲ့တယောက်မတူတန်တရားကြီးတဲ့ပုဂ္ဂိုလ်ဘယ်သူမှမသိငါဘူးနော်တန်တရားကြီးလွန်းတဲ့ပုဂ္ဂိုလ်အဲ့မှာသူပြန်ပြောတာပါပြောတော့ဆိုကင်ခာမေဘဟုလာအာတိသူကအမြဲတမ်းတွေးတောတယ်တွေးတောပြီးတော့သူမဆုံးဖြတ်နိုင်ရင်တန်တရားဖြစ်တာပေါ့ဟုတ်လားသူတွေကတွေးမှတန်တရားဆိုတာဖြစ်တာဟုတ်ဘာမှမတွေးဘဲနဲ့အေးအေးဆေးဆေးနေတဲ့လူလည်းရှိတာသူကတော့မဟုတ်ဘူးတွေးတယ်အတွေးများတဲ့အခါကျတော့ကင်ခာမေဘဟုလာအာတိကပ္ပကပ္ပေတဟိန်တဟိန်ထိုကိစ္စတွေမှာယဟန်တန်ဃာတွေလုတ်ကောင်းသလားယဟန်တန်ဃာတွေနဲ့အဆသလားသို့မဟုတ်မလုတ်ကောင်းဘူးလားမအဆဘူးလားဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့သူဟာတန်တရားပွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တဲ့အဲ့လိုတန်တရားပွားခဲ့တယ်ဆိုတဲ့အကြောင်းသူပြန်ပြောတာအဲ့တော့သူတန်တရားပွားပုံလေးတစ်ခုကိုပြောပြမြတ်စွာဘုရားကယောပနဘိက္ခုဝိကာလေခာရဏိယံဝါဘောဇနိယံဝါခာရိယဝါဘုံစေယဝါပါစိတ္တိယံဝိကာလအချိန်စွန့်စားရမယ့်အချိန်မဟုတ်တာနေ့မွန်းလွဲတဲ့အချိန်ကနေပြီးနောက်တည့်အာယုမတက်မီအတွင်းဝိကာလအချိန်မှာခဲဝယ်ဘောဇင်ကိုစားမယ်ဆိုရင်ပါစိတ်အဘသင်တယ်လို့မြတ်စွာဘုရားအဲ့လိုပြန်အဲ့ဒီပဲခဲဝယ်ဘောဇင်ဆိုတဲ့နေရာမှာခဲဝယ်ဆိုတာလူတွေကြွကြွဝါစားတဲ့မုတ်ပဲသေးစားခဲဝယ်ဘောဇင်ဆိုတာအမာကန်စားတဲ့ထမင်းဟင်းလို့ပြောပါစို့နော်အဲ့ဒါ
အဲ့ဒီခေါ်ပွဲဘောဇဉ်တွေကိုဝိကာလအချိန်မှာမစားရဘူးလို့ပြီးတော့ကာလိက၄မျိုးဆိုပြီးတော့သတ်မှတ်ထားတာရှိတယ်နော်ယာဝကာလိကတဲ့ဘုန်းကြီးတွေရဲ့အသုံးလေးပါယာဝကာလိကဆိုတာမနေ့အာယုတက်တဲ့အချိန်ကနေပြီးတော့12နာရီအတွင်းအချိန်လေးမှသုံးရတဲ့စားရတဲ့ဆွမ်းတို့မုံတို့မုံပဲသေးစာတိနံမျိုးစုံအဲ့ဒါကိုယာဝကာလိကလို့ခေါ်တယ်ယာဝကာလစားချိန်အတွင်းသာစားနိုင်တယ်လို့ဆိုလိုတဲ့ပစ္စည်းကတစ်မျိုးနော်အဖြောယမကကြတော့ယာမကာလိကတဲ့ပထမယံအတွင်းမအိတ်ခင်ညနေမှာအဖြောယမကကပ်ပြီးရင်နောက်တည့်ရမကူရဘူးဒီမှာပဲတောင်းအောင်ယာမကာလိကအဲ့ဒါကတခုတတ္တဟကာလိကဆိုတာတခါကပ်ခံထားလို့ရှိရင်9ရက်ထားနိုင်တယ်ထောပတ်တို့ပြားရည်တို့နော်စီတို့စီဥတို့တင်းလဲတို့ဆိုတာတွေအဲ့ဒါတွေက9ရက်ဆိုပြီးတော့ထားတတ္တဟကာလိကနောက်ဆေးပစ္စည်းယောဂရှိလို့သုံးဖို့ဆေးပစ္စည်းဆိုတာじゃတခါကပ်ခံနိုင်ရင်တစ်သလုံးကပ်ခံစရာမလိုတော့ဘူးအဲ့လိုယဟန်တန်ဃာတွေမှာနော်ယာဝကာလိကကာလဆိုတာအချိန်ပိုင်းလေးကာလိကအချိန်ပိုင်းရှိတဲ့ပစ္စည်းလို့သူတို့ပြောတာနော်ယာဝကာလိကတမနေ့ပဲယာမကာလိကတညနေပဲတတ္တဟကာလိက9ရက်တက်တန်းရှိတယ်ယာဝဇီဝိကတစ်သလုံးတက်တန်းရှိတဲ့ပစ္စည်းအိဆွမ်းရမဖြစ်ဘူးလို့ပြောတာပေါ့နော်ယာဝကာလိကအိဆွမ်းရဖြစ်သွားပြီမနေ့မုံနေပါလေမနေ့ကထားလို့ရှိရင်12နာရီကျော်ရင်စွန့်ပြစ်ရဆိုင်တော့ဘူးကိုယ်ဘုန်းကြီးပစ္စည်းတွေယူချင်တာယူဘုန်းကြီးတွေဘာမှဆိုင်ဘူးနော်မနေ့ကထားတဲ့အစားအစာသူ12နာရီကျော်ရင်သူမပိုင်တော့အဲ့လိုဘုန်းကြီးတွေစာအာဟာရနဲ့ပတ်သက်ပြီးတော့၄မျိုးခွဲတာရှိတယ်တရက်တော့ဒီရှင်ကင်္ခာယေဝရကခီးသွားတာသူ့နောက်ပါတပည့်တွေနဲ့သူခီးသွားတဲ့အခါကျထညက်လုတ်တဲ့ထညက်ချက်တဲ့ဖိုးကိုသွားချိတယ်ထညက်ခဲတာကိုသွားချိအဲ့ဒီခေတ်တုန်းကထညက်ခဲထဲမှာဘာတွေထည့်တုံးဆိုမုံညက်ထည့်တယ်ခဲအောင်လို့ထညက်ထဲမှာမုံညက်ထည့်တယ်ပြာထည့်တယ်နော်ပြာထည့်တယ်ခုခေတ်တော့ဘာတွေထည့်တုံးဆိုပြောတယ်ကြောက်ဘူးတော့ကိုတော့ထညက်ဖို့မရောက်ဘူးတော့ဘာတွေချက်မှမသိဘူးအဲ့တော့ဟိုရင်ထနောင်းခောက်တွေပါထည့်တယ်လို့ကြားတယ်အရက်ချက်ရင်လည်းထနောင်းခောက်ထည့်တယ်ဒါမှမဟုတ်ထနောင်းမင်းကြီးခွာထားကြတာအဲ့မှာအဲ့ဒါလို့ထညက်ချက်တဲ့အခါမှာထည့်တဲ့အခါမှာသူတခုခုမြန်မာအောင်ထုံးထည့်တာလည်းရှိတယ်နော်ထည့်တာရှိတယ်အဲ့စာထဲမှာတော့သူဝင်ကြည့်လိုက်တဲ့အခါမှာပြာထည့်တယ်တဲ့မုံညက်ထည့်တယ်အဲ့ဒီနှစ်ခုထည့်ပြီးတော့ထညက်လောက်တာကိုသူတွေးခဲ့တဲ့အခါကျတော့မုံညက်ဆိုတာမနေ့ပဲစားလို့ရမယ်ယာဝကာလိကဖြစ်တယ်ထညက်ဆိုတာကျတော့တင်းလေမြတ်စွာဘုရား9ရက်အကခံထားနိုင်တဲ့အထက်မှာပါတယ်တတ္တဟကာလိကသူကအဲ့ဓာတွေထဲ့တာမြင်တဲ့အခါကျတော့ဟာထညက်ညနေမစားကောင်းဘူးနော်သူတပည့်တွေမစားကြနဲ့ညနေမစားကောင်းဘူးဒီထဲမှာမုံညက်တွေပါနေတယ်ပြာတွေပါနေတယ်မစားရဘူးဆိုပြီးတော့အဲ့ဒီလိုထညက်ကိုတပည့်ပရိသတ်နဲ့တော့တန်တရားရှိတယ်ဒီထဲကိုမုံညက်တွေပါနေတယ်အဲ့ဒါညနေမစားကောင်းဘူးဆိုမစားတန်တရားရှိတယ်သူကနော်မစားကောင်းတဲ့ဟာဖြစ်မယ်မြတ်စွာဘုရားကဒီဂုလဆိုတာအကြောင်းရှိလို့ရှိရင်ထညက်ကိုညနေမှာလေနာယောဂါတို့ဘာလို့ရှိရင်စားကောင်းတယ်လို့သူတို့ခွင့်ပြုထားတာ။သူကတန်တရားရှိပြီးတော့မစားကောင်းဘူးဆိုသူတပည့်တွေရောမစားကြဘူးရှောင်ကြတယ်။အဲ့ဒါကတစ်ခု။နောက်တစ်ခုကျတော့သူလမ်းသွားရင်ဘာတွေတွေ့တော့ဆိုလူမစင်ပုံတွေ့တယ်။အဲ့ဒီမစင်ပုံကကလားဆိုတော့ကလပဲတွေပဲနောက်တွေစပြီးတော့ပါထားတဲ့မစင်ပုံဖြစ်တယ်။အဲ့ဒီမစင်ပုံတွေကပဲနောက်ပင်ကြီးကပေါက်တယ်ပေါက်တော့သူကတွေးတယ်ဟာပဲနောက်တည်းကစားပြီးတော့လည်းပဲအပင်ပြန်ပေါက်တယ်
လူဖိုက်တဲ့ရောက်ပြီးတော့လည်းပင်ပေါက်တယ်အဲ့တော့ပဲနောက်တွေလည်းမစားတိုက်ဘူးမုတ်ကဆိုနော်အဲ့ပဲနောက်လည်းမစားကောင်းဘူးဆိုပြီးတော့သူကအဲ့လိုတန်တရားနဲ့သူ့တွေလည်းမစားဘူးသူလည်းမစားဘူးတန်တရားရှိလို့ရှောင်းတယ်အဲ့တော့မြတ်စွာဘုရားစီရောက်တဲ့အခါကျတော့သူ့ရဲ့တန်တရားတွေနဲ့ဖြစ်တော့မြတ်စွာဘုရားဘာပြောတော့ဆိုယဟန်တွေကိုမေးထညက်သေးကိုမုံညက်တို့ပြာတို့ထဲ့တာဘာအတွက်ထဲ့မာဖို့ထဲ့တာပါအဲ့တော့မာဖို့ထဲ့တယ်ဆိုလို့ရှိရင်စားကောင်းတယ်ဆိုမြတ်စွာဘုရားခွင့်ပြုပေးတယ်ဥပဒေပြန်ပြညတ်ပေးရတယ်သူတန်တရားဖြစ်နေနောက်ပဲနောက်ပင်ကဖိုက်ထဲရောက်ပြီးတော့အစာချေလို့စွန့်တဲ့အခါမှာပြန်ပြီးတော့အပင်ပေါက်တယ်လို့သူကယုံတာအဲ့တော့မြတ်စွာဘုရားအဲ့ဒါကြတော့ကဲစားပြီးတဲ့ပဲနောက်စေးကပေါက်သည်ဖြစ်စေမပေါက်သည်ဖြစ်စေပဲနောက်စားကောင်းပါတယ်လို့ဆိုပြီးတော့ပြန်ရှင်းပြအဲ့ဒါသူတန်တရားနဲ့ပတ်သက်တဲ့ဝိထုဇာလနှစ်ပုဒ်ပဲသူများလို့မဟုတ်ဘူးသူကကြံ့ကြံ့ဖမှန်တန်တရားဖြစ်တဲ့ပုဂ္ဂိုလ်ဒါကြောင့်မို့အဲ့ဒီကစပြီးသူ့ကိုဥကင်္ခာယေဝရလို့ခေါ်ကြတယ်တန်တရားကြီးတဲ့ကိုရောဆိုပြီးတော့သူအဲ့လိုခေါ်ကြတယ်အဲ့ဒီလိုကနေပြီးတော့နောက်ပိုင်းကတော့သူတရားဓမ္မကျင့်ကြံကြုတ်ကိုအထုတ်တော့ရဟန္တာတော့ဖြစ်မှာပေါ့နော်အဲ့ဒါကိုသူပြန်ပြောပြတာကင်္ခာမေဘဟုလာအာတိသူကတန်တရားတွေကြီးခဲ့တယ်ကပ္ပကပ္ပေတဟိန်တဟိန်ထိုကိစ္စတွေမှာဒါရဟန်းတော်တွေအတွက်အသတ္တလားမအသဘူးလားဆိုတာနဲ့ပတ်သက်ပြီးတန်တရားတွေဖြစ်တယ်သဗ္ဗန္တံဝိနေဘုဒ္ဓောထေတ္တဝါဓမ္မမုဒ္ဓမံမြတ်စွာဘုရားသခင်ကိုရောမြတ်ကအကောင်းဆုံးဒေသနာတရားကိုဟောပြောပြီးသူ့ရဲ့တန်တရားတွေကိုဖယ်ရှားပေးခဲ့ပါတယ်မြတ်စွာဘုရားကိုကျေးဇူးတင်တယ်ပေါ့။လို့ဆိုသူတန်တရားတန်းလန်းနဲ့လောက်ကောင်းသလားမလောက်ကောင်းဘူးလားနဲ့အဲ့ဒါလိုဖြစ်ခဲ့တယ်တဲ့။သူပြန်ပြောပြတာနော်။အဲ့ဒီလိုတန်တရားကင်းအောင်ဘုရားကရှင်းပေးလိုက်တဲ့အခါမှာစိတ်ချမ်းသာမှုရသွားတယ်။ချို့ကြတော့ကုသီလာလေးကိုကိုဆင်ရင်ကုသီလာကိုစင်ကြယ်ခြင်းတဲ့အခါကျတော့ရဟန်းနေမှာဝိနည်းကုတ်ကုဆာဆိုတဲ့တန်တရားဖြစ်တတ်တယ်အဲ့ဒါတကယ်စင်ကြယ်အောင်လုပ်ချင်တဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါအနောက်ရှက်ကြီးတစ်ခုပဲနော်ငါသီလစင်မစင်ကြယ်လားတန်တရားတွေဖြစ်တယ်အဲ့ဒါလို့တန်တရားတွေများပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့တချို့လဲဘုန်းကြီးတွေကဘုန်းကြီးဘဝနဲ့နေအာဘကရှိတော့တန်တရားတွေများလာတဲ့အခါကျလူထွက်ကြတဲ့ကိုယ်တော်တွေလည်းရှိတယ်နော်တန်တရားကြောင့်လူထွက်တာသူတို့ကိုယ်တိနာကိုအားမရတဲ့အခါလူထွက်လိုက်ကြတယ်အဲ့ဒါလို့ဒီမြန်မာပြည်မှာအစဉ်လာတစ်ခုရှိတယ်ဆရာတော်ကြီးတွေအစဉ်လာတစ်ခုဖြစ်ဘာဖြစ်လဲဆိုလို့ရှိရင်ပြန်တော်မူကန်ဒီကြတော့ဖိုးသူတော်ဝတ်လိုက်ကြတာနော်ဘာဖြစ်လို့ဖိုးသူတော်ဝတ်တော့ဆိုရဟန်းဘဝမှာအဘဆိုတာတင့်တတ်တာမတိဘဲနဲ့တင့်နေတဲ့အဘမျိုးကလည်းရှိတတ်တယ်မြတ်စွာဘုရားဟောတယ်အဘတန်လန်းနဲ့သိလို့ရှိရင်ငရဲနဲ့တိရစ္ဆာန်တစ်ခုခုပဲလို့ဟောထားတော့ကြောက်တယ်ကြောက်တော့ဘုန်းကြီးဘဝမှာနေလို့ရှိရင်ဒီသီလမစင်ကြယ်လို့ရှိရင်ငါတို့ဘဝအဆင်မပြေဘူးအဲ့တော့10ပါးလေးနဲ့ပဲနေတော့မယ်9ပါးလေးနဲ့နေတော့မယ်ဆိုသေမဲ့ယောဂဖြစ်လာပြီဆိုကျွတ်တင်ပြီးလူထွက်ပလိုက်ကြမသေးလို့ရှိရင်ဖိုးသူတော်တန်လန်းဖြစ်နေကြနော်သေသွားရင်တော့ကိစ္စမရှိဘူးအဲ့ဒါမြန်မာရာဇဝင်မှာရှိတယ်မြန်မာရာဇဝင်မှာရှိတယ်လူလဲကြတယ်ဆိုတဲ့အစဉ်လာလေးတစ်ခုရှိတယ်နော်သေကနေ့မှာဆိုရင်အဘတန်လန်းနဲ့မသေးခြင်းလို့လူလဲပြီးတော့၅ပါးသီလလေးနဲ့သေချတယ်တန်တရားကြောင့်မို့လို့အဲ့ဒါလို့လုပ်တယ်နော်အဲ့ဒီမှာရှင်ကင်္ခာယေဝရဟာလည်းပဲနေမတိထိုင်မရှိလို့ပဲဟိုဟာလေးဆိုရင်အမအကလာလုံးမလုံးကောင်းရင်လားဒါလေးရောသိက္ခာပုဒ်များထိနေမလားသူစိတ်ထဲမှာအဲ့လိုတန်တရားတွေကအလွန်ကြီးနေတော့မြတ်စွာဘုရားကအဲ့ဒီတန်တရားတွေကိုဖျောက်ပြီးတော့ဟောပြီးအဲ့လိုပုဂ္ဂိုလ်မျိုးတွေရှိတယ်ဘုရားလက်ထက်တုန်းကသိက္ခာပုဒ်150 229သွယ်တဲကကဏ္ဍနဲ့တက်ပြီးပြောလို့ဆိုရင်140ကျော်လေးပဲရှိတယ်အလုံး150ထားသိက္ခာပုဒ်150နဲ့ပတ်သက်ပြီးတော့
အလေးနဲ့ထားပြီးဆင်ញင်သုံးသက်တဲ့ကိုရောတပါးဖះသွားလျှောက်တယ်ရှင်ဘုရားတဲ့သိက္ခာပုဒ်တွေကအများကြီးတယ်150ကျော်ရှိတယ်ဒီတော့မကျင့်နိုင်ဘူးတဲ့အဲ့ဒါတွေမကျင့်နိုင်တော့ဘူးတဲ့များလွန်အကြီးတယ်မလိုက်နိုင်ဘူးတဲ့အကုန်လုံးဆိုတော့မြတ်စွာဘုရားအဲ့ဒါဆိုရင်အဲ့သိက္ခာပုဒ်တွေအများကြီးမလိုက်နိုင်ဘူးမင်းတစ်ခုတည်းပဲထိမ့်ဖို့ကွာတဲ့ဘာထိမ့်ရမှာတော့မျက်စိကလေးပဲထိမ့်လို့ပြောတယ်အဲ့တော့စိတ်ထိမ့်လိုက်ရင်လည်းအကုန်ပြီးပါတယ်လို့ဆိုလို့တန်တရားပေါ့နော်တန်တရားဘုန်းကြီးဆိုတာကသင်္ကန်းအသစ်လေးရလာတဲ့အခါမှာလည်းအဋ္ဌံတင်ထားရတယ်မတင်မဲတဲ့ဒီတိုင်းထားလို့10ရက်ကျော်သွားရင်အဘသစ်များသင်္ကန်းအသစ်ကလေးကိုဝတ်လို့ရှိရင်လည်းဘိန္ဓုထိုးတယ်ဆိုအပြောက်ကလေးချရတယ်အဋ္ဌံတင်ရတယ်အဲ့ဒါမလုပ်ဘဲနဲ့ဒီတိုင်းဝတ်ရင်လည်းအဘကဖြစ်ပြန်ရောဒါကြောင့်မို့လို့ဒုံလဘဝတ်တဲ့လူတွေပြောတာမင်းတို့ဘာလို့အကုသိုလ်ဝင်းယူချင်တာတော့ဒီတိုင်းနေလည်းပဲနိဗ္ဗာန်ရောက်ပါတယ်လို့နိဗ္ဗာန်ရောက်ပါတယ်ဘုန်းကြီးအကောင်းထင်ပြီးဝတ်နေကြတယ်အဲ့တော့ဒုံလဘကိုဒါကိုအားမပေးဘူးလို့ဘာလို့လဲဆိုရင်တချို့ကဒုံလဘရဟန်းခံပြီးတော့ပတ်စံနေလဲကိုင်နေကြညနေလဲအစာတောက်တွေကိုင်နာတယ်တခါတလေဒီလာကြတဲ့ဒုံလဘတချို့တွေပေါ့နော်အဲ့တော့သိက္ခာပုဒ်တွေကတိမ်ကထွက်ကြတဲ့ပတ်စံလူခံလိုက်ပြီးသွားပြီတိမ်ကနေထွက်လာကြတဲ့ပတ်စံကလက်ထဲရောက်လာအဲ့ဒီကလေးကအာဘတွေကတင့်ကုန်ပြီဟောအဲ့ဒီလူပမာပြည်မှာတော့ဒုံလဘယဟန်ခန္ဓာဒီပင်နေနိဗ္ဗာန်မြန်မြန်ရောက်မလို့ထင်လို့လားမသိဘူးအဲ့တော့နိဗ္ဗာန်တော့ကျင့်မှရောက်မှာပဲဘုန်းကြီးတို့နဲ့ကျင့်နဲ့ရောက်တယ်လူတို့နဲ့ကျင့်နဲ့ရောက်မှာပဲမကျင့်ရင်ကတော့ဘုန်းကြီးတို့ကပိုဒုက္ခပေးလိမ့်မယ်အဲ့ဒီလိုတန်တရားတွေရှိလာလို့တန်တရားကင်းအောင်ဆိုပြီးတော့ဟောတာဟောတဲ့အခါကျတော့မှသူမြတ်စွာဘုရားကိုကျေးဇူးတင်တယ်တတောဟံတိဏ္ဏတန်တာရောတဒါဇာနဒုက္ခေရတောတန်တရားကင်းသွားတဲ့အခါစိတ်နှလုံးအေးချမ်းသွားပြီးတော့သမထကျင့်စဉ်တစ်ခုကျင့်လိုက်တဲ့အခါဇံကိုအခြေခံပြီးတော့သူဟာနော်ဇံကိုအခြေခံပြီးတော့ဝိပဿနာတရားအားထုတ်လိုက်တဲ့အခါယ ahanan ဖြစ်သွားတယ်ဝိဟရာမိတဒါဗုဒ္ဓောမန္ဒိတဝါဧတတရပြဝေသူဟာတန်တရားတွေကင်းစင်ပြီးစိတ်နှလုံးအေးချမ်းပြီးတမာရီရအောင်ကျင့်လိုက်တဲ့အခါမှာထိုတမာရီဇန်นี่ရလာပြီးတော့ထိုဇန်ကိုအခြေခံပြီးဝိပဿနာရှုလိုက်တဲ့အခါမှာကိရိတာအာတော်တွေကုန်တဲ့ယ ahanan ဖြစ်သူရောက်သွားတယ်အဲ့ဒီလိုရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကသူ့ကိုမေးရှိတယ်တဲ့ဘာမေးရှိတော့ဆိုရင်ယာကာစိကင်္ခာဣဒဝါဟုရဝါနဝေထိယဝါပရဝေထိယဝါယေသာနိယောတာပစဟန္တိတပ္ပအာတာပိနောဗြဟ္မစရိယံစရန္တာဥဒ္ဒံပါဠိတော်မှာမြတ်စွာဘုရားရဲ့ဒီကင်္ခာယေဝရဇံဝင်စားပြီးတော့စိတ်နှလုံးအေးချမ်းစွာတန်တရားတွေလွတ်လွတ်ကင်းကင်းနေတဲ့အခါမှာမြတ်စွာဘုရားကသူ့ဟာသူဥရန်ကျူးတဲ့ဂါထာအနေနဲ့ဖော်ပြတယ်ဒီပါရမှာတော့သူ့ကိုမြတ်စွာဘုရားကဒီလိုဟောတဲ့ပုံစံမျိုးဖော်ပြထားတယ်နော်အဲ့တော့ဥဒ္ဒံပါဠိတော်မှာပြောထားတဲ့စကားလေးယာကာစိကင်္ခာဣဒဝါဟုရဝါတဝေထိယဝါပရဝေထိယဝါဆိုကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့အာယုံပဲဖြစ်စေသူတော်ဘာခန္ဓာနဲ့ပတ်သက်တဲ့အာယုံပဲဖြစ်စေဒီဘဝအတွက်ပဲဖြစ်စေနောက်ဘဝအတွက်ပဲဖြစ်စေတဲ့ယုံမတန်တရားတွေသူဟာဖြစ်ခဲ့တယ်ဝိနည်းနဲ့ပတ်သက်တဲ့ယုံမတန်တရားတွေမဟုတ်ဘူးသူတန်တရားတွေများစွာဝင်ခဲ့ဘူးတယ်ယေဇာနီနောတာပစဟန္တိတပ္ပဇန်တရားကိုရပြီးဇန်ကိုအခြေခံပြီးတော့ဝိပဿနာဉာဏ်ရှုမှတ်ပွားများလိုက်တဲ့အခါအဲ့ဒီတန်တရားတွေဟာလုံးဝကင်းစင်သွားပါတယ်သောတာပန်ဖြစ်တာနဲ့ပဲတန်တရားဆိုတာဝိသကိစ္စကင်းသွားပြီပေါ့အဲ့ဒီကနေပြီးအရိယပုဂ္ဂိုလ်တွေဖြစ်သွားတဲ့အခါဆင့်ဆင့်တက်သွားတဲ့အခါမှာကိလေသာတွေလည်းအကုန်လုံးကင်းသွားတယ်ရေစာယိနောဆိုတာတပ္ပထာကျင့်စဉ်ကိုကျင့်တာဝိပဿနာတရားအထုတ်တာဇာယိနောနော်တမထကိုအာရမဏုပနိစ္စံလို့ခေါ်တယ်ဝိပဿနာကိုလက္ခဏုပနိစ္စံလို့ခေါ်တယ်
အနေစာဒုက္ခအနတ္တရှုပြီးတော့အဲ့ဒီတန်တရားတွေအလုံးကိုကျော်လွှားနိုင်အောင်အာတာပိနောဗြဟ္မစရိယံစရန္တာချူချူဆာဆာမဂ္ဂင်၈ပါးကိုပွားများအထုတ်တဲ့နော်ရှုမှတ်ပွားများတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီယုံမတန်တရားအလုံးကိုဖယ်ရှားနိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောတာသူနဲ့ဆက်ဆက်ပြီးတော့ဒီလိုဟောလိုက်တယ်နော်အဲ့ဒါလို့ဆက်ဆက်ပြီးဟောပြီးရှင်ကင်္ခာယေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားသူဟာမြတ်စွာဘုရားဝင်စားတဲ့ဇန်တွေကိုနောက်လိုက်ပြီးတော့သူဟာလည်းပဲအမြဲတမ်းဇန်ဝင်စားပြီးတော့နေလေးရှိတယ်။ရဟန္တာဖြစ်သွားတဲ့အခါမှာသူစိတ်နှလုံးအေးချမ်းစွာဇန်ဝင်စားပြီးဒိဋ္ဌဓမ္မဒုက္ခဝိဟာရလို့ခေါ်တဲ့မျက်မှောက်ချမ်းသာမှုကိုခံစားအဲ့ဒီအခါမှာမြတ်စွာဘုရားကရဟန်းတော်ရဲ့ထူးချွန်တဲ့အတိမတ်ပြုထူးချွန်တဲ့ဂုဏ်ကြီးတွေကိုအတိမတ်ပြုဟောကြားတဲ့အခါမှာနော်သူ့ကိုဇံဝင်စားတဲ့နေရာမှာထူးခြားတဲ့ပုဂ္ဂိုလ်တူအနေနဲ့ဣတရက်ွယ်တူနဲ့ချီကျူးမြောက်စားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီမှာတတောသာနာရတံဒိဋ္ဌဝါသူဟာအမြဲတမ်းဇံဝင်စားနေတဲ့အချိန်မရွေးသူကြည့်လိုက်ရင်ဇံဝင်စားနေတယ်သူကြည့်လိုက်တိုင်းဇံဝင်စားနေတယ်အဲ့ဒါလို့ဇံဝင်စားမှုတွေကိုလေ့ကျင့်ပြုထားတယ်သူ့ကိုတွေ့တဲ့အခါမှာဖုဒ္ဓောလောကန္တကုမှုနိဇာယိနံဘိက္ခုနံအခောပညာပေးတိမဟာမတိကြီးမားသောဉာဏ်ရှိတော်မူတဲ့လောကရဲ့အဆုံးကိုရောက်ရှိတော်မူတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတဲ့သူ့ကိုဇံဝင်စားတဲ့ပုဂ္ဂိုလ်တွေထဲမှာထူးချွန်ဆုံးပုဂ္ဂိုလ်တစ်ပါးအဖြစ်ချီးကျူးမြောက်စားမှုပြုခဲ့ပါတယ်ဆိုတာလေသူကိုပြန်ပြောပြတာနော်အဲ့ဒါလို့ပြန်ပြောပြီးတော့သူ့ရဲ့အမှတ်တရစကားလေးကဘာပြောလဲဆိုပညာဣမံပတ္တတထာဂတာနာသူ့အမှတ်တရစကားကမြတ်စွာဘုရားကိုသိကျေးဇူးတင်တာသူအနုဆိုသူ့ဘဝမလွယ်ဘူးလေဟိုဟာလဲတန်တရားဒီဟာလဲတန်တရားနဲ့မဆုံးနိုင်တဲ့တန်တရားနဲ့တအုံလဲဖြစ်နေတဲ့ပုဂ္ဂိုလ်အဲ့တော့ပညာဣမံပတ္တတထာဂတာနာအခိယထာပစ္စရိတောနိတိတေတန်းကောင်လာခွေနော်တန်းကောင်လာခွေမိုးမောင်တောလေဆိုလာခွေတန်းကောင်မိုးမောင်တောလေအမိုက်တိုက်၅မျိုးလာခွေနေကြလည်းဖြစ်တယ်တကောင်ချိန်လည်းဖြစ်တယ်မိုးမောင်ကြီးလည်းကြာနေတယ်ဆိုရဲနော်မိုးမောင်ကြီးလည်းကြာနေတယ်တကောင်ချိန်လည်းဖြစ်တယ်နော်တောအုပ်ကြီးရဲ့အလယ်မှာလည်းဖြစ်တယ်အမှောင်၄မျိုးဆုံးနေတဲ့အမှောင်ဟာအချီဆုံးအမှောင်ကြီးပဲပေါ့နော်အဲ့ဒီလိုအမှောင်ကျနေတဲ့အချိန်ခါကာလမှာတဲ့အင်တန်လင်းနဲ့ဝင်းလက်နေတဲ့ဒီအလင်းမီးရောင်ကြီးကိုထွန်းလိုက်သလိုမြတ်စွာဘုရားရဲ့ဉာဏ်စွမ်းတတ္တိဉာဏ်အလင်းဟာအင်တန်မှထူးခြားလို့မြတ်စွာဘုရားဉာဏ်ကိုကြည်ချစမ်းပါဘုရားရဲ့ဉာဏ်စွမ်းကိုကြည်ချစမ်းပါလို့သူကပြောမြတ်စွာဘုရားတို့ရဲ့ဉာဏ်စွမ်းဟာအင်တန်မှကြီးမားတယ်အမှောင်ထဲမှာထွန်းလိုက်တဲ့မီးဟာလင်းငနဲ့နေတယ်လို့ပဲမြတ်စွာဘုရားရဲ့ဉာဏ်စွမ်းကိုကြည်ချစမ်းပါလို့ဆိုပြီးအာလောကဓာစက္ခုတ္ထာဘဝန္တိဘုရားရှင်ကိုရောမြတ်တွေဟာလောကကြီးကိုအလင်းပေးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လောကကြီးကိုမျက်လုံးတတ်ဆင်ပေးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်အလင်းနဲ့မျက်လုံးဆိုတာသူတို့ပဲနော်အလင်းရောင်ပေးမှမျက်စိအမြင်ပေးမှအသိဉာဏ်ကိုပေးတာကိုတင်စားပြီးတော့ပြောတာနော်လောကကြီးကိုအလင်းရောင်ပေးတယ်လောကကြီးကိုမျက်လုံးတတ်ဆင်ပေးတယ်အမှန်တရားကိုသိအောင်ဓမ္မစက္ခုဆိုတဲ့မျက်လုံးကိုပေးအပ်တယ်ဘုရားသခင်ကိုရောမြတ်တွေဟာလောကကြီးမှာပွင့်ပေါ်လာပြီးယေအာဂတနံဝိနယန္တိကင်ခံသူထံမောက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဘယ်သူပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ပြမပဲဖြစ်ဖြစ်သူစီရောက်လာပြီဆိုလို့ရှိရင်တန်တရားနဲ့ရောက်လာတဲ့ပုဂ္ဂိုလ်တွေအားလုံးရဲ့တန်တရားကိုဖယ်ရှားပြစ်နိုင်တဲ့ပညာစွမ်းရှိပါတယ်လို့မြတ်စွာဘုရားရဲ့ပညာကိုချီးမွမ်းတယ်ဘုရားပညာရဲ့ပညာအစွမ်းကြောင့်သူ့ရင်ထဲကမနှုတ်သိမ့်နိုင်တဲ့
တန်တရားကြီးတွေကိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုနားလဲရတဲ့အခါမှာရှင်ထဲမှာရှင်းသွားတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့ပညာဟာအင်မတန်မှထူးချွန်ပါတယ်အမောင်ထဲမှာထွန်းလိုက်တဲ့မီးရဲ့အလင်းရောင်လိုပဲသူရှင်ထဲမှာလင်းငနဲ့သွားတယ်သူခေါင်းထဲမှာလင်းငနဲ့သွားတယ်ပေါ့မြတ်စွာဘုရားဟာလင်းရောင်တွင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်မျက်စိအမြင်ကိုပေးတဲ့ပုဂ္ဂိုလ်သူမြတ်တွေဖြစ်တယ်သူစီရောက်လာလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တန်တရားကင်းမှုအဲ့ဒီရောက်လာတဲ့ပုဂ္ဂိုလ်ရဲ့တန်တရားကိုပယ်ဖြောက်ပေးနိုင်တဲ့စွမ်းရည်တတ္တိရှိကြပါပေတယ်လို့မြတ်စွာဘုရားကိုချီးကျူးဂုဏ်ပြုတဲ့ဒီဂါထာဟာသူ့ရဲ့အမှတ်တရစကားပဲဖြစ်တယ်ပေါ့အေးအဲ့ဒီအမှတ်တရစကားကိုပြောတာကိုပဲဒီမထေရမြတ်ရဲ့အမှတ်တရစကားအဖြစ်ထေရဂါထာပါဠိတော်မှာမှတ်တမ်းတင်ထားတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တန်တရားကိုကင်းပြတ်အောင်ခေါ်စွမ်းနိုင်တဲ့မြတ်စွာဘုရားရဲ့ပညာစွမ်းကိုချီးမွမ်းထောမနာရတယ်လို့မိမိတို့တဏ္ဍာမှာရှိတဲ့တန်တရားဖြစ်เสียရည်နဲ့ပတ်သက်လာလို့ရှင်လေမြတ်စွာဘုရားရဲ့အဆုံးအမတရားကတန်တရားကိုကင်းပြောက်စေပြီးတော့ရင်ထဲနှလုံးထဲမှာအေးချမ်းသွားအောင်ဆွဲဆောင်နိုင်လို့မြတ်စွာဘုရားဟာတကယ်အလင်းရောင်ကိုပေးနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဖြစ်တယ်ဆိုတာလူတိုင်းမှတ်သားနာယူပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း